မြန်မာနိုင်ငံရဲ့ရှေးခေတ်ဓမ္မသက်စီရင်ထုံးတွေအရပဲဖြစ်ဖြစ်တည်ဆဲဗုဒ္ဓဘာသာဝင်မြန်မာမျိုးသမီးတွေလက်ထက်ထိမ်းများခြင်းဆိုင်ရာစည်းကမ်းချက်တွေဟာကောင်းမွန်မိသားဖြစ်တာမို့1954ဥပဒေကိုရုပ်သိမ်းခိုင်းတဲ့မျိုးစောင့်ရေးပေါ်ဥပဒေမူကြမ်းကိုလုံးဝလက်မခံနိုင်ဘူးလို့မျိုးသမီးလှုပ်ရှားတက်ကြွသူတွေကဇွန်လ19ရက်နေ့မှာပြောဆိုလိုက်ပါတယ်။အမျိုးသမီးအခွင့်အရေးကိုလေးစားလိုက်နာဖို့လိုပြီးအခြေခံလူ့အခွင့်အရေးတွေကိုထိန်းချုပ်ဖို့မကြိုးစားသင့်ဘူးလို့လှုပ်ရှားတက်ကြွသူအမျိုးသမီးတွေကမြန်မာနိုင်ငံအမျိုးသမီးများနေ့မှာပြောဆိုခဲ့ပါတယ်။ဥပဒေမူကြမ်းဆိုတာနောက်ပိုင်းဆွဲတဲ့ဟာတွေပို့ပြီးလွတ်လပ်လာပို့ပြီးတရားမျှတတဲ့ဥပဒေဖြစ်လာအခုကတည်းကမလားရှိပြီးသားဥပဒေကမလွတ်လပ်ရင်တော့မလွတ်လပ်တဲ့ဥပဒေကိုသွားမှာအခုရှိပြီးသားဥပဒေကကောင်းနေတာကိုမကောင်းတဲ့အဲ့ကောင်းတဲ့ဟာကိုဖယ်ပြီးတော့မကောင်းတဲ့ဟာကြီးနဲ့အစားထိုးမယ်ဆိုတော့အတူတူနေနဲ့လုံးဝလက်မခံနိုင်ပါဘူး။မြတ်စွာဘုရားဆုံးမခဲ့တာကမကောင်းမှုဆောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားအဲ့၃ချက်ထဲကိုချက်ပြီးတော့အများကြီးပေါ့နော်အဲ့၃ချက်ကိုဒီဗုဒ္ဓဘာသာဝင်တဲ့အားလုံးရဲ့ရင်ထဲကိုတကယ်လေးလေးနက်နက်ရောက်သွားပြီးတော့ဒီတိုင်းလက်တွေ့ကျင့်သုံးလာတဲ့အထက်ဟောပေးရုံနဲ့တို့မှတာဝန်ရှိပါတယ်။အဲ့ဒီကြော်ပြီးတော့ဒီလိုမျိုးမဆိုင်တဲ့ကိစ္စတွေဝင်ဆွတ်ဖက်တဲ့လူတွေကြားထဲမှာဝင်ဆွတ်ဖက်တာမျိုးတွေပြီးတော့အန်ဒီတို့ရှိမှာကဒီတဲ့ပို့ပြီးကပြောရရင်ပုံပွင့်လင်းလင်းပြောရရင်အန်ဒီတို့ကတန်ခါမှိုင်းတိုက်ခံခဲ့ရတာလည်းကြားပါပြီ။ဆိုတော့အန်ဒီတို့မှာတန်ခါကိုအန်ဒီလည်းယူသေးပါတယ်။ဒါပေမဲ့အဲ့တန်ခါကဝီနည်းနဲ့ညီတော့ဒီမြတ်စွာဘုရားရဲ့အဆုံးအမတရားနဲ့ညီတော့အဆုံးအမတရားတွေကိုအမှန်မှန်ကန်ကန်ဟောပြောပြီးတော့တန်ခါတွေတော့ဖြစ်တင်ပါတယ်။ဒါပေမဲ့အဲ့လိုစောစောလိုမျိုးအဲ့လိုမဟုတ်ဘဲနဲ့တန်ခါဖြစ်တိုင်းအန်ဒီတို့ကကြောက်နေရမယ်။တန်ခါဖြစ်တိုင်းအန်ဒီတို့ကဘာမှဝေဖန်ခွင့်မရှိဘူး။မြတ်စွာဘုရားပြောခဲ့တာတမသင်္ကပ္ပမှန်ကန်သောအတွေးနဲ့ဝေဖန်ပိုင်းချမှာဝိပဿနာလုပ်ရမယ်လို့ပြောထားတာ။အဲ့လာကိုမှမလုပ်ရဲတဲ့အထိအန်ဒီတို့ကိုဖိနှိပ်ချုပ်ချယ်လာရုံမကပဲအခုဒီအမျိုးသမီးတွေကိုမှထပ်ပြီးချုပ်ချယ်အောင်မယ်ဆိုတာတော့အတူလုံးဝလက်မခံနိုင်ဘူးဆိုတာပြောချင်ပါတယ်။မျိုးသမီးခွင့်ရေးဟာနိုင်ငံတကာနဲ့ရှင်ရင်မြန်မာနိုင်ငံမှာနှိမ့်ကျနေတဲ့ဖြစ်ပြီးနိုင်ငံရေးလူမှုရေးတွေမှာပါဝင်မှုကလည်းနှဲပါနေသေးတဲ့အကြောင်းမျိုးသမီးတွေကသူတို့ကြိုက်နှစ်သက်သူကိုထိမ်းမြခွင့်ရှိတာဟာအခြေခံအခွင့်အရေးပဲဖြစ်တယ်လို့ကရင်မျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့ကနော်ဆူဇန်နာလှလှဆူကတုံ့ပြန်ပြောဆိုပါတယ်။ဒါလည်းဆိုနိုင်ငံတကာနဲ့ပဲရှင်မလားအာဆီယံနဲ့ပဲရှင်မလားပေါ့နော်ကျမတို့ရဲ့အမျိုးသမီးတည်ဆောက်မှုကတော်တော်လေးနည်းနေသေးတယ်နောက်ကျနေသေးတယ်ဥပမာအပြင်ကျမတို့ဆိုလို့ရှိရင်ဒီအာဆီယံ conference ကြီးအဲ့မှာဆိုလို့ရှိရင်ဒီအမျိုးသမီးအခွင့်အရေးနဲ့ပဲပတ်သက်တာပဲဖြစ်ဖြစ်စီတော်နဲ့ပဲပတ်သက်တာပဲဝင်ရောက်ဆွေးနွေးတဲ့အခါမှာကျမတို့မြန်မာပြည်ကအမျိုးသမီးတွေဆွေးနွေးမှုကအင်မတန်မှအားနည်းတယ်ပေါ့နော်ကိုယ့်ရဲ့လူမျိုးကိုချစ်ရမယ်တန်ဖိုးထားရမယ်နော်ရင်ချင်းမှုထိမ့်သိမ်းရမယ်တန်ဖိုးထားရမယ်အဲ့လိုပဲကိုယ့်နဲ့မတူကွဲပြားတဲ့ရင်ချင်းမှုတွေကိုလည်းကျမတို့နားလည်ရမယ်တန်ဖိုးထားရမယ်နော်နောက်ပြီးတော့ကျမတို့အဲ့လိုမျိုးဒီရင်ချင်းမှုထိမ့်သိမ်းခြင်းတယ်ဆိုလို့ရှိရင်မိသားစုအနေထားမျိုးနဲ့ကိုယ့်ရဲ့သားသမီးကိုထိမ့်သိမ်းသိမ်းလုပ်သင့်တယ်လို့ပဲထင်တယ်အဲ့လိုဥပဒေကြီးနဲ့ပြရတာတော့မဖြစ်ဖြစ်နဲ့ဟာပဲပေါ့နော်အမျိုးသမီးတယောက်ရဲ့ဒီအိမ်တော်ပဲရွေးချယ်မှုကသူ့နဲ့ပဲဆိုင်တယ်လို့ထင်တယ်လေသူ့နဲ့ဆိုင်တယ်အဲ့တော့သူ့ရဲ့လွတ်လပ်ခွင့်ကိုလွှမ်းမိုးခွင့်မရှိဘူးပေါ့နော်မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေရဲ့ထိမ်းမြခွင့်ကိုကန့်သက်ချုပ်ချယ်ဖို့ကြိုးစားတဲ့မျိုးစောင့်ဥပဒေချမ်းဟာခေတ်နောက်ပြန်ဆွဲနေတာဖြစ်ပြီးလုံးဝလက်မခံဘူးလို့ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းကိုတည်ထောင်သူမဇင်မာအောင်ကဆိုပါတယ်ရက်ပိုင်းလေးအတွင်းကပဲကျွန်မအမျိုးဆောင်ခွင့်ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထုတ်ပေါ်ပြောဆိုတယ်။ဉာဏ်ချက်တွေထုတ်ရတဲ့အနေအထားထိဖြစ်လာတယ်ဆိုတဲ့ကိစ္စကဘာလဲဆိုတော့မိကုန်းထုတ်စရာရှိတယ်ကျွန်တော်တို့အမျိုးသမီးတွေရဲ့လူမှုရေးပညာရေးနိုင်ငံရေးအခွင့်အရေးတွေမှာတကယ်ပဲကျွန်တော်တို့ကခွဲခြားဆက်ဆံခံမရဘူးလားဆိုတာပြန်ပြီးတော့မိကုန်းထုတ်စရာဖြစ်တယ်။မလို့ထင်တယ်မျိုးဆောင်ဥပဒေ။ဘာဖြစ်လို့လဲဆိုတော့ဘယ်လိုပြောမလဲပြီးခဲ့တဲ့ကျွန်တော်ဒီလူမျိုးအခြေခံပြီးတော့ပြောတယ်နောက်ပြီးတော့လက်တွေ့ဘဝမှာလည်းပြော data တတိဆက်ချာနဲ့တောက်ပြီးတော့လုပ်တာမျိုးမဟုတ်ဘဲနဲ့ဒီမျိုးဆောင်တွေကိုကိုနိုင်ကိုက emotion ကိုအခြေခံပြီးတော့ထွက်လာတဲ့ဥပဒေလို့ကျွန်တော်တို့အဲ့လိုမျိုးနားလည်တယ်အမျိုးသမီးတွေရဲ့ဦးချင်းရွေးချယ်ပိုင်းမှာဖြစ်တဲ့ဒီကိစ္စဦးချင်းရွေးချယ်ပိုင်းမှာဖြစ်တဲ့အတွက်ကြောင့်ဦးချင်းစီရဲ့စဉ်းစားဆင်ခြင်တော်တရားနဲ့ပဲဆိုင်တယ်သူတို့ဦးချင်းစီရဲ့စီးပွားရေးလူမှုရေးပညာရေးဘလောက် empower ဖြစ်တဲ့အပေါ်မှာပဲမူတည်တဲ့အတွက်ကြောင့်အဲ့ဒီကိစ္စတွေကိုဖြည့်ဆည်းပေးပဲတစ်ဖက်ကတားဆီးဖို့ပဲစူးစမ်းနေတာဒါကျွန်တော်လက်ခံနိုင်စရာအကြောင်းမရှိဘူးအဲ့လိုပဲ